ကာယကံမြောက်အောင်လုပ်ကြပါလို့ဘုန်းကြီးတို့ဒီလိုတိုက်တွန်းပါတယ်ဒါပြီးတော့မှကျမ်းကြီးတွေကမေတ္တာသရုပ်ကိုဖွင့်ပြအဲ့ဒီတော့ကျိုးစီးပွားကဘာလဲဘုန်းကြီးပြိဿကြားဘူးမယ်မေတ္တာအကျိုး7မျိုးတဲ့7မျိုးအထိဘုန်းကြီးတို့မပြောဘူးတစ်မျိုးတည်းပြောအာဂတဝိတယပိစုပဋ္ဌာနာမေတ္တာမေတ္တာတရားဆိုတာကအာဂတဝိနယပိစုပဋ္ဌာနာဒိဋ္ဌရဲ့အာဂတဝိနယဒီစလုံးကိုရွတ်ကြည့်သအာဂတဝိနယအာဂတဆိုတာရံညိုးလို့ကြားဘူးတယ်မို့လားဝိနယဆိုတာက removing ရံညိုးကိုဘာလို့ထားလဲဖယ်ရှား7မျိုးရရမရရဒီလောက်ရရဲ့နော်ဘာဖြစ်လဲလူတွေအကုန်လုံးအစိကတ်တော့အညိုးတွေကများပြီးတော့အညိုးတွေကကြီးဒုတဲ့ကြီးကြီးမားနေတဲ့အတွက်ကြောင့်လူလူချင်းဒီကနေ့ဘာမဖြစ်ဘူးလဲအစိမကတ်ဘူးမျက်စိကြဲကြဲနားကြဲကြဲဖွင့်ပြီးတော့ကြည့်ကြည့်နားထောင်ကြည့်နေတိုင်းအစိမကတ်တဲ့အဓိပ္ပာယ်တွေဟာနေတိုင်းချားနေရအစိပြဲနေတာမေတ္တာအစိခန်းချောက်တဲ့အဓိပ္ပာယ်တွေကြားအဲ့ဒါဘာဖြစ်တာလဲဆိုတော့နိရိသူတို့လိုနေတယ်လိုတာမရဘူးဆိုတော့အဲ့ဒါအစိပြဲသွားတာဒီလိုဖြစ်ဒါကိုဘုန်းကြီးတို့ပြီးတော့မှာဟိတအာဂတဝိနယပိစုပဋ္ဌာနာမေတ္တာမေတ္တာတရားလို့ဆိုတာကအာဂတဝိနယပိစုပဋ္ဌာနာသူတစ်ပါးရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးလိုက်တဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ဘာဖြစ်သွားလဲအာဂတတွေပြေးပြီးတော့ငြိမ်းချမ်းသွားလိမ့်မယ်ရဲ့လို့တတ္ထပါကောင်းစွာမသွေမှတ်ထိုက်ပါပေကောင်းသတည်း